share မိသားစုတွေနဲ့တွေ့ဆုံခွင့်ပေးတဲ့ဖျက်ရှင်နာမပုံကြီးပါစီဒီလိုတာယာတဲ့ရာဒီဥဒုကိုပြင်ဆင်ပေးတဲ့ဖျက်ရှင်နာမပုံကြီးပါစီယနေ့သိချရတဲ့မိသားစုတူတယောက်စနေကိုကျွန်တော်တစ်ခုမှချင်းတယ်ဘာလို့လောကထဲမှာတင်နေကျွန်တော်အသက်ရှင်ရတဲ့အကြောင်းရင်းကဘာလဲဘာကြောင့်မို့ယနေ့ချိန်ဒီအသက်ရှင်နေရတာလဲကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့မိသားစုတွေတင်ဒီယေရှုခရစ်တော်ဖခင်ကိုလက်ခံယုံကြည်တဲ့သူတွေဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပြီးခိုင်းစေချင်ပါတယ်တင်ဒီယေရှုခရစ်တော်ဖခင်ကိုလက်မခံမယုံကြည်ရသေးဘူးယေရှုဖခင်ကဘလို့ဖခင်မျိုးလဲဆိုတာမသိသေးဘူးဆိုဖခင်ရဲ့စစ်မှန်တဲ့နှုတ်ကပတ်တော်ကိုဖခင်ရဲ့တည်င်းကောင်းကိုကြားသိစေဖို့ရန်အတွက်ဖခင်သခင်မာစပါစေဒါကြောင့်မို့မိသားစုတွေလောကထဲမှာကျွန်တော်အသက်ရှင်တဲ့အခါမှာဖခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေဖို့ဖို့လို့ငါဖခင်သခင်ကလိုတော်ရှိတယ်တင့်အားဖြင့်ဖယားသခင်ကတင့်ကိုကောင်းခြင်းမင်္ဂလာပေးခြင်းလို့တင့်အားဖြင့်ဖယားသခင်ကသူ့ရဲ့ဘုန်းတော်ကိုတင့်အားဖြင့်နော်တည်ဆောင်သွားဖို့ရန်အတွက်လိုတော်ရှိတယ်မြုပ်ကပတ်တော်လေးနဲ့ကျွန်တော်ခွန်အားပေးခြင်းနဲ့ဒီဟာကဘာလဲဆိုလို့ရှိရင်ရှင်ဟောကန်ခန်းကြီး7အငယ်4ခတ်ခွေပိုင်းမှာရှင်ဟောခန်းကြီး7အငယ်4ခတ်ခွေပိုင်းမှာဖယားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေသောအနာဖြင့်ထို့ကြောင့်ဖယားသခင်သားတော်ဒီဘုန်းထင်ရှားခြင်းရှိလိမ့်မည်မိန်တော်မူ၏ယနေ့လောကကြီးထဲမှာဖြစ်ပျက်နေတဲ့အကြောင်းစုံတွေဟာအချင်းမဟုတ်ဘူးမိသားစုတွေလောကကြီးထဲမှာဖြစ်ပျက်နေတဲ့အရာကပဲတော့ခါမှာအချင်းကြီးတက်မရောက်လာဘူးဆိုတာမိသားစုကိုပြောချင်တယ်လောကကြီးထဲမှာတင်းနေကျွန်တော်အသက်ရှင်ခွင့်ပေးနေတဲ့အရာကဖယားသခင်ရဲ့ချစ်ချင်းမေတ္တာနဲ့တိဆောက်ဖွဲ့စည်းထားတဲ့တင်းနေကျွန်တော်ကဒီနေ့ကြလို့ရှိရင်ဖယားရဲ့ဘုန်းတော်ကိုတင်းနေကျွန်တော်ထင်ရှားစေဖို့ဖို့လို့ငါဖယားသခင်လိုတော်ရှိတာဖြစ်တယ်ဖယားခင်နာမပုံကြီးပါစေဒီနေရာဒေတာလေးဟာကျွန်တော်တခေါင်းမှမရောက်ဘူးတဲ့ကျွန်တော်အတွက်နေမြေတိဒေတာတိကျွန်တော်ရဲ့ခြေလမ်းတိတွေဖြစ်တယ်ကျွန်တော်ယုံကြည်တဲ့ဒီနေရာမှာကျွန်တော်အားဖြင့်ဖယားရဲ့ဘုန်းတော်ကိုထင်ရှားစေဖို့ဖို့လို့ငါဖယားသခင်နောက်ထပ်အကြိမ်ပေါင်းများစွာကျွန်တော်ကိုပို့မယ်ဆိုတာကိုယုံကြည်တယ်မိသားစုတွေလည်းလောကကြီးထဲမှာတင်းနေကျွန်တော်အသက်ရှင်ရဟာအချင်းကြီးမဟုတ်ဘူးဖယားရဲ့ဘုန်းတော်ကိုတင်းနေကျွန်တော်တည်ဆောင်သွားဖို့ရန်အတွက်ဖယားခင်လိုတော်ရှိတာဖြစ်တယ်ဒါကြောင့်မို့နော်ဖယားရဲ့ဘုန်းတော်ကိုထင်ရှားစေတဲ့အနာဟာဘယ်တော့ခါမှအချင်းကြီးတက်မဖြစ်စေရဘူးဒီလိုပဲလောကကြီးထဲမှာတင်းနေကျွန်တော်ရောက်လာတဲ့အကြောင်းရင်းကအဖေနဲ့အမေအတူတူနေသွားလို့ဖြစ်လာတဲ့သူမဟုတ်ဘူးဖယားသခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေဖို့ဖို့လို့ငါဖယားသခင်ကတင့်ကိုလောကကြီးထဲမှာထားတာဖြစ်တယ်။ဒါကြောင့်မို့တင်ဟာသခင်ယေရှုခရစ်တော်ဘုရားကိုလက်ခံယုံကြည်ထားတဲ့သူမိသားစုတွေဖြစ်တယ်ဆိုလို့ရှိရင်ဖယားရဲ့ဘုန်းတော်ကိုဘယ်လိုထင်ရှားအောင်တင်နေကျွန်တော်အားဖြင့်ဘယ်လိုရှေ့ဆက်မလဲဆိုဖယားရဲ့ရှေ့တော်မှာတိုးဝင်လာပါဖယားသခင်ရဲ့မဆခြင်းလက်တော်ဒီသိချရတဲ့မိသားစုပေါ်ဒီမှာတက်ရောက်မှာဖြစ်တယ်။ဒါကြောင့်မို့မိသားစုဝင်တို့တယောက်စီတိုင်းဖယားရဲ့ဘုန်းတော်ကိုထင်ရှားစေဖို့ဖို့လို့ငါဖယားခင်ရဲ့ရှေ့တော်မှာတိုးဝင်လာပါဖယားရဲ့မဆခြင်းလက်တော်ဒီမိသားစုပေါ်မှာတက်ရောက်မယ်ဆိုတဲ့အရာကိုကျွန်တော်ပြောချင်တယ်ကျွန်တော်ရဲ့ဒီ YouTube အကောင့်မှာနေ့ရက်စဉ်တိုင်းမှာနှုတ်ပတ်တော်အတူလေးတွေနဲ့ကျွန်တော်တင်ပြမှာဖြစ်တယ်ဟောပြောမှာဖြစ်တယ်ဒါကြောင့်မို့မိသားစုတို့တယောက်တိုင်းကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ဖို့ရန်အတွက်ခွန်အားဖြစ်တယ်နော်ထပ်မံရေးကြည့်ချင်တယ်ဆိုရင်ကျွန်တော် YouTube အကောင့်မှာနော်ဒီ subscribe like and share နော် comment လေးကျွန်တော်ရေးပေးစီချင်တယ်ဘာဖြစ်လို့တောင်းဆိုနေရတာလဲဆိုလို့ရှိရင်နေ့ရက်စဉ်တိုင်းမှာတိတ်ချရတဲ့မိသားစုရှိတဲ့နေရာကိုကျွန်တော်မသွားနိုင်ဘူးဒါကြောင့်မို့နော်ကျွန်တော်တောင်းဆိုရခြင်းဖြစ်တယ်တိတ်ချရတဲ့မိသားစုတွေနဲ့ကျွန်တော်နေ့ရက်စဉ်တိုင်းမှာတွေ့ဖို့လို့ငါဒီ YouTube အကောင့်လေးမှာဗီဒီယိုလေးတွေတော့အများအားပုံမှန်တင်ပေးမှာဖြစ်တယ်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ချအားဖြင့်ကြိုက်တယ်ခွန်အားဖြစ်တယ်ဆိုရင် subscribe နော် like and share comment လေးကျွန်တော်ရေးပေးခိုင်းစေချင်တယ်ဒါကြောင့်မို့မိသားစုတို့တယောက်စတိုင်းလောကကြီးထဲမှာအသက်ရှင်တဲ့အခါမှာဖယားရဲ့ဘုန်းတော်ကိုတာ၍ထင်ရှားတဲ့မိသားစုဖြစ်ဖို့ရန်အတွက်ဒီနှုတ်ကပတ်တော်လေးနဲ့အရောက်စတိုင်းကိုမျှဝေခြင်းဖြစ်ပါတယ်အရောက်စတိုင်းပေါ်မှာဖျားခင်ရဲ့မဆခြင်းလက်တော်ဖယားရဲ့ဘုန်းတော်ကိုထင်ရှားတဲ့မိသားစုဖြစ်ပါစေ